ဒီနေ့မှာအန်ဂယ်ဝိန်းနဲ့ဒမ်မဲနဲ့ကိုအသုံးပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အစီတွေကိုကြားစီမယ်လေ့ကျင့်ရန်ကိုလုပ်ပြပေးပါမယ်နော်ပထမဆုံးတစ်ခုကတော့အလေးပေါ်မှာလက်ထောက်ထားပြီးမယ် push up ကိုဝင်ထားပြီးမယ်ပြီးသွားပြီဆိုလို့ရှိရင်ဒူးခေါင်းကရင်မက်ရှိကိုဆွဲတင်လာခဲ့ပြီးမယ်ဒါကိုနှစ်ထပ်တို့9ချိန်သွားပြီးမယ်9ချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့ push up ရေပြီးသွားလို့ရှိရင် side crunch ရေကိုတစ်ခါတည်းတွဲပြီးတော့ဝင်ထားပြီးမယ်ဒါကိုလည်းနှစ်ထပ်တို့9ချိန်ဝင်ထားပြီးမယ်ဒီနေရာမှာကိုက9ချိန်နိုင်နေဆိုလို့ရှိရင်တော့10ချိန်ဒါမှမဟုတ်ရှင်ရင်15ချိန်ဝင်ထားပြီးလဲရပါတယ်နော်မိမိကအလေးပေါ်မှာလက်မထောက်နိုင်ဘူးဆိုလို့ရှိရင်တော့အလေးမပါဘဲနဲ့ဒီတိုင်းအလွတ်သွားပြီးလဲရပါတယ်နော်စောနာကပုံစံတိုင်းကိုပဲနန်ထရိုနောက်တစ်ဖက်ကိုပြောင်းထားပြီးမယ် push up ကိုဝင်ထားပြီးမယ်ဒူးခေါင်းကရင်မက်ရှိကို knee drive ဝင်ထားပြီးမယ်ဒါကို9ချိန်ဝင်ထားပြီးမယ်ရှူသွင်းမယ် push up ရှူထုတ်ထားပြီးမယ်ဘိုက်ကိုဆွဲညှစ်ပြီးတော့ဒူးခေါင်းကရင်မက်ရှိကိုလာထားပြီးမယ်9ချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့ push up ရဲ့နန်ထရို side crunch ရဲ့ကိုဝင်ထားပြီးမယ်ဒါကိုလည်းနန်ထရို9ချိန်ဝင်မယ်ဒီမှာကိုက basic ဆိုလို့ရှိရင်တော့9ချိန်ပဲသွားလို့ရတယ် advanced level ဖြစ်သွားပြီဆိုလို့ရှိရင်တော့နန်ထရို9ချိန်ကနေပြီးတော့တူပြီးတော့10ချိန်15ချိန်ဝင်ထားပြီးလို့ရတယ်နော်ဒီရဲ့လေ့ကျင့်ခန်းကိုအစအဆုံး1 round ကစားပြီးလဲရတယ်ဒါမှမဟုတ်ဘူးဆိုရှင်တစ်ခါတည်းတူတဲ3 round မဟုတ်လို့ရှင်4 round ကစားပြီးလဲရပါတယ်နော်ဒုတိယတစ်ခုကတော့ခန္ဓာကိုယ်တန်းနဲ့ထားပြီးတော့ side hip dip ရဲ့ side crunch ရဲ့ကိုတစ်ခါတည်းတွဲပြီးတော့ဝင်ထားပေးထားတယ်သူကခါးပြီးရဲ့ဒီရဲ့လက်မောင်းမဆေးကိုတစ်ခါတည်းသုံးပြီးတော့ဝင်ထားပေးထားတယ် side hip dip ကိုတစ်ခါဝင်ထားပေးမယ် side crunch ကိုတစ်ခါဝင်ထားပေးမယ်ဒါအောင်မှ1လို့သတ်မှတ်ပြီးတော့တစ်ဖက်ကို9ချိန်ကနေစကစားပြီးလို့ရတယ်တကယ်လို့ကိုက9ချိန်ပြီးသွားပြီဆိုတာနဲ့တစ်ခါတည်းလက်ကဘိုင်းအောက်ကိုဝင်ထားပြီးတော့ leg raise ပါတခါလေးတွဲပြီးတော့ဝင်ထားပြီးမယ်ဒီမှာကိုကခန္ဓာကိုယ်ရဲ့ balance ကိုနိုင်အောင်ထိန်းထားဖို့တော့လိုမယ်နော်ပထမဆုံးကစားတဲ့ခါကျလို့ရှိရင်လည်းဖြည်းဖြည်းနဲ့ပုံမှန်လေးပဲသွားထားပြီးမယ် balance ကိုနိုင်အောင်ထိန်းထားပြီးတော့9ချိန်စီကနေပြီးတော့စကစားပြီးလို့ရပါတယ်နော်တစ်ဖက်ကိုကစားပြီးပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုပြန်ပြီးတော့ချိန်ထားပြီးမယ်နော်ခန္ဓာကိုယ်တန်းနဲ့ထားပြီးမယ် side hip dip ပြီးသွားလို့ရှိရင် side crunch ကိုဝင်ထားပြီးမယ်ဒီရဲ့လီစင်ငန်းကနည်းနည်းဒီခါးဘေးကအစီတွေရဲ့နောက်ကျော်ရဲ့လက်မောင်းကမဆေကို focus ထားပြီးတော့ဝင်ထားပြီးပါတယ်နော်တကယ်လို့ကိုကဒီနေရာမှာအလက်ကအလေးမနိုင်သေးဘူးဆိုလို့ရှိရင်တော့ရေတက်မှုသုံးပြီးကစားပြီးလဲရတယ်အလေးမပါဘဲနဲ့ဒီတိုင်းအလွတ်ကစားပြီးလဲရပါတယ်နော်ပြီးဆိုတာနဲ့ထပ်လို့အလေးကိုဘိုင်းရဲ့အောက်ကိုဝင်ထားပြီးတော့လက်ကိုပေါ်ဆွဲတင်တဲ့ခါကြလို့ရှိရင် leg raise ကိုတစ်ခါတည်းတွဲပြီးတော့ဝင်ထားပြီးမယ်တကယ်လို့ကိုကအလေးမရှိဘူးအန်ဂယ်ဝိတ်မရှိဘူးဆိုလို့ရှိရင်လည်းရေတက်မှုနဲ့သုံးပြီးကစားပြီးလဲရတယ်ဒါမှမဟုတ်လို့ရှိရင်အလေးမပါဘဲနဲ့အလွတ်ကစားပြီးလဲရပါတယ်နော်သူ့ကိုလည်းအရှိအပြောထားတဲ့အတိုင်းပဲ2 round 3 round 4 round ကစားပြီးလဲရပါတယ်series 3ခုအနေနဲ့ကတော့ bike ကို focus ထားပြီးတော့ဝင်ထားပြီးမယ်ခြေထောက်ကို table post တောက်ကြကြလေးထားပြီးတော့လက်တစ်ဖက်ကခေါင်းကိုဆွဲမထားပြီးမယ်ပြီးရင်အပေါ်ကိုဆွဲထိုင်ထားပြီးမယ်ဒီရဲ့လေ့ကျင့်ကိုနှစ်ထပ်9ချိန်ဝင်ထားမယ်9ချိန်ပြေးသွားပြီဆိုလို့ရှိရင်တော့တခါတည်းခြေထောက်တစ်ဖက်ကိုပါဆွဲတင်ထားပြီးတော့နန်တော့လေးဆွဲထိုင်မယ်ဒီနေရာမှာနန်ထက်ကအပေါ်ထိဆွဲထိုင်ထားပြီးရဲဆိုရင်ကိုကထိုင်လို့မနိုင်ဘူးဆိုလို့ရှိရင်တော့ရတော့လေးပဲဆွဲကြပြီးလို့ရပါတယ်နော်ပြီးဆိုတာနဲ့နန်ထတို့ bicycle crunch ပုံစံလိုမျိုးကိုပေါင်ရင်အောက်ကနေပြီးတော့အလေးကိုဘယ်ညာဖြတ်ထားပြီးမယ်9ချိန်ဝင်ထားပြီးပါမယ်ဒီနေရာမှာကိုက9ချိန်စီသွားလို့နိုင်နေဆိုလို့ရှိရင်တော့10ချိန်မဟုတ်ရင်15ချိန်ပြောင်းပြီးတော့ဝင်ထားပြီးလဲရပါတယ်နော်ပြည့်ပြီဆိုတာနဲ့နောက်တစ်ဖက်ကိုတခါတည်းတန်းဝင်ထားပြီးမယ်တတိထားမှာတစ်ခုကတော့လေပင်လုံးဝအာမဆိုင်ပဲနဲ့ bike ကို focus ထားပြီးတော့တေချာဆွေးညစ်ပြီးတော့လုပ်ပါမယ်နော်နောက်တစ်ဖက်ကိုလည်းအရှိရသွားထားတဲ့အတိုင်းအချက်ရည်တိုင်းအကျဉ်းရည်တိုင်းပုံစံအတိုင်းကိုလိုက်သွားပြီးလို့ရပါတယ်နော်တတိထားမှာတစ်ချက်ကပလက်လက်မီအချတဲ့ခါကြလို့ရှိရင်ခါနဲ့ကြံမြင့်နဲ့ကတ်ထားပြီးလို့မယ်နော်နောက်ဆုံး group ကတော့တင်မားကို focus ထားပြီးတော့ဝင်ထားပြီးမယ်အလေးကကိုနိုင်တဲ့အလေးနှစ်တုံးကင်ထားပြီးတော့ glue bridge ကိုဝင်ထားပြီးမယ်ဘိုက်ကိုဆွဲညှစ်ထားပြီးမယ်ရှူသွင်းဆွဲမရှူထုတ်ပြန်ချ glue bridge ကို9ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒူးကွေးထားပြီးတော့ knee drive ကို9ချိန်ပြန်ဝင်ထားပြီးမယ်နော်knee drive ဝင်တဲ့ခါကျရင်တင်မားကိုပေါ်ဆွဲတင်ထားပြီးမယ်တင်မားကိုအောက်ကိုချတဲ့ခါကျလို့ရှိရင်ခြေပြားကိုပါအောက်ကိုချပြီးသွားပြီဆိုတာနဲ့တခါတည်း leg raise နဲ့တခါတည်းတွဲပြီးတော့ဝင်ထားပြီးမယ်သူကတင်မားရဲ့ပေါင်နောက်ရဲ့ဘိုင်းမဆယ်ရဲ့ focus ထားပြီးတော့ဝင်ထားပြီးထားတယ် leg raise နဲ့လည်းနဲ့တော့9ချိန်ဝင်ထားပြီးသွားပြီဆိုလို့ရှိရင်တော့ pause ကိုဝင်ထားပြီးမယ်9ချိန်သွားထားပြီးမယ်နော်ဒီနေရာမှာနန်းထတို့9ချိန်စီသွားလို့နိုင်နေဆိုလို့ရှိရင်တော့10ချိန်15ချိန်စီဝင်ထားပြီးလို့ရတယ်ပြီးသွားပြီဆိုတာနဲ့နန်းထတို့စောနာကွာပုံစံအတိုင်းကိုပဲနောက်တစ်ဖက်ကိုပြောင်းပြီးတော့ဝင်ထားပြီးလို့ရပါတယ်နော်အခုပြထားတဲ့လေ့ကျင့်ခန်းလေးကိုအစအဆုံးနဲ့ထိုင်တဲ့တူတကြောကစားပြီးသွားလို့ရှိရင်တိုတယ်2 round 3 round 4 round ကိုနိုင်တယ်လို့ဝင်ထားပြီးလဲရတယ်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တစ်မျိုးသေးကိုပဲတစ်ခါတည်း3 round ကစားပြီးလဲရပါတယ်နော်တေချာလေးသင်တန်းတက်ရှင်နေဆိုလို့ရှိရင်တော့ fit by နဲ့ထပ် page ကနေပြီးတော့ဆက်သွယ်ပြီးလို့ရပါတယ် Zoom group training Zoom personal training video group training video personal training နဲ့ me plan တွေအကုန်လုံးရှိပါတယ်နော်နန်ထရဲ့တင်တန်းက slim fit ဘက်ကို focus ထားတာဖြစ်လို့ကိုကတေးသေးကြစ်လေးနဲ့ body shape လှလှလေးဖြစ်ချင်တယ်ဆိုတော့မှပဲနန်ထနဲ့လာ join ပေးဖို့ recommend ပေးပါရနော်ဗီဒီယိုကိုအစအဆုံးလိုက်ကြည့်ပြီးတော့ကစားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်